ချင်းမိတ်ဆွေများအားလုံးပဲမင်္ဂလာပါလို့နော်ကဲအောင်ဝဲခံမယ်နော်မနက်ကပြောထားတဲ့အတိုင်းပဲနော်2ကင်းကျော်ပြောထားခဲ့မယ်4နိုင်30မိနစ်တိတိမှာကျွန်တော်အောင်ဝဲခံမယ်လို့ပြောထားခဲ့တယ်ကဲနော်ကင်မရာလေးဝါးနေတယ်ကျွန်တော်ခွင့်လို့ပါနော်ကဲထွက်သွားပြီနော်50နဲ့ပြောပါပဲတင်9ပေါ့နော်တင်9ထွက်သွားပြီနော်တင်9ထွက်သွားတယ်နှစ်ချိန်မှတစ်ချိန် 100% အာမခံပေးရနော်ကျွန်တော်လုံးဝအာမခံပေးထားတဲ့အတိုင်းပဲထွက်သွားပါတယ်နော်ပထမဆုံး first day เนาะပထမဆုံးနေ့မှာမနေ့တစ်ချိန်မဟုတ်ရင်တော့ညနေတစ်ချိန်တော့မှန်ပါတယ်เนาะနှစ်ချိန်မှတစ်ချိန်အမှတ်ခံချက်ပေးပါတယ်ကျွန်တော်စိတ်မချလို့တော့မเนาะ85ကိုเนาะကျွန်တော်85လုံးကြိုက်လို့တော့မကျွန်တော်ရှင်းနဲ့တွဲပေးလိုက်တယ်ငါထပ်မကြလို့ပဲနဲ့မနေဘူးဆိုကျွန်တော်ထပ်တွဲပေးထားခဲ့တာပဲเนาะဒါပေမဲ့ထွက်သွားတာကတင်9ဖြစ်သွားပါတယ်နောက်ဆိုကျွန်တော်တစ်ဖယ်ပေါက်အောင်ပေါ့เนาะနှစ်ချိန်စီမီပေါက်အောင်ပါကဲအများကြီးတော့တိတ်မပြောတော့ဘူးဗျာကျွန်တော်ရဲ့เนาะဒူရီ channel ကို like subscribe လေးပဲနှိပ်ပေးထားเนาะကျွန်တော်ဗီဒီယိုသစ်တင်နေကြည့်လို့ရအောင်လို့ဘေးနားလာခေါင်းလုံးလေးလေထောက်ထားလိုက်နော်ထောက်ထားလိုက်ကျွန်တော်အသစ်တင်အဲ့နိုတီကနေပြီးတက်လာလိမ့်မယ်နော်နိုတီတက်လာကျွန်တော်ဗီဒီယိုဝင်ကြည့်လိုက်ဗျာအကိုတို့အမတော့နော်ပေါက်သေးရမယ်ဗျာနော်ကျွန်တော်ထိုးလာတော့မမေးတော့ကျွန်တော်မထိုးတော့ဘူးကျွန်တော်ဇက်တူသားမစားတော့ဘူးဇက်တူသားစားတာတွေများနေမကောင်းတော့အားရနားလာပြီးထိုင်နေလို့လေနော်မှန်တာလေးရှိလို့မှားတာလေးရှိရပါဘောနော်မှားတာနေပြီးမှန်တာတွေကများနေတော့ဒိုင်းလိုလဲအားနာတာတော့မကောင်းတော့အဲ့ကြောင့်ကျွန်တော်ဇက်သူသားမစားတော့ဘူးပေါ့နော်ဆုံးဖြတ်ထားတယ်ဇက်သူသားမစားဘူးတော့ပတ်စံနေပြပြမရတော့ဘူးနော်ကဲဒါရထားပါဦးဘေဘူးတော့ကျွန်တော်မရတော့ဘူးကဲကျွန်တော်ရဲ့အကိုတွေမတွေပေါက်ကြလာဗျနော်ပေါက်ရင်လေကိုမမပေါက်လေလို့လေမန်းခဲ့ကြအောင်နော်51နော်513359နော်အခွေပေးထားတာနော်ပေါက်တဲ့လူတွေရှိလို့စဉ်းစားတာထပ်တန်နေရဆိုရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်လေး399543949583658364ဆိုဖုန်းနံပါတ်ထဲကိုဖုန်းမေလေးလန့်လွယ်ပြီဗျာကျွန်တော်ပတ်စံမတောင်းနော်ကျွန်တော်နော်ပတ်စံလုံးဝမတောင်းနော်စဉ်းစားရှိပတ်စံပတ်စံလေးပါမပြောဖုန်းမေလန့်လွယ်ပြီဖုန်းမေလေး1000ဖြစ်2000ဖြစ်တက်နိုင်လူကနော်ပေါက်ချင်းတော့ကျွန်တော်အတိတယောက်ကတော့လှန်လွယ်ပေးရပဲထွက်တော့ချင်းပေါက်ချင်းကတော့နော်ဖုံးမင်း2000နဲ့လှန်လွယ်ပေးပြီးနောက်တယောက်ကလှန်လွယ်ပြီးဖြူရဘယ်နှယောက်တက်လို့တိုင်မသိကျွန်တော်လည်းမအားလို့မကြည့်ဘူးဖြူဘယ်နှယောက်တက်မလဲလည်းမသိကဲအားလုံးပဲပေါက်ကြရလားလို့ပေါက်ရင်ကျွန်တော်ရဲ့ဗီဒီယိုအောက်မှာနော်ကွန်မန့်လေးမှာပေါက်တယ်လို့လှန်လွယ်ပြီးပတ်စံဟိုလေဖုံးဝင်မထည့်ပေးလေးရပါတယ်ပေါက်တယ်ဆိုတာသတင်းလေးကြာကျွန်တော်ကျင်းနေတယ်နော်ဖုံးဝင်မထည့်ပေးလေးရတယ်နော်စဉ်းစားရှိမှဖုံးဝင်လေးထည့်ပြီးပေါ့နော်ကဲကိုစီသူကပြရနော်အခွက်တွေပထမဆုံးတစ်နေ့မှာ first day မှာပဲနော်ဒုတိယအချိန်မှာ second ဒုတိယအချိန်မှာပေါ့နော်တန်းထီရပဲနော်စာထီရပဲကဲမနှက်ဖန်ထီတော့ဗျာကျွန်တော်သိရအဲ့ဟိုအကယ်ဒမီပါလူပြောနေအကယ်ဒမီလို့ပါဗျာရုပ်ရှင်မင်းသားတွေပါပြောနေအကယ်ဒမီပါကျွန်တော်မလို့ချင်းတော့ကျွန်တော်အော်စကာဆုရှင်ကိုကောက်လုပ်ပလိုက်ပါသိရအော်စကာပိတ်လုပ်လိုက်ပါနော်ကဲကျွန်တော်အများကြီးတွေမပြောတော့ဘူးဗျာအများကြီးတွေမပြောတော့ဘူးနော်အများကြီးတွေမပြောတော့ဘူးကဲပေါင်ရင်ပေါက်တယ်မပေါင်ရင်မပေါက်ဘူးမှန်တာကဲထိုးပြတယ်မထိုးပြဘူးမှန်တာကဲမထိုးပြတဲ့လူကကျွန်တော်ရဲ့ channel လေးကိုစီသူတူရီ channel like subscribe နဲ့ဘေးနာခေါင်းလေးပါနှိပ်ထားခဲ့ကျွန်တော်ဗီဒီယိုသစ်တင်နေအကိုတို့အမောက်ပေါက်အောင်မယ်ဗျာကျွန်တော်အာမခံတယ်နော်ဘေးနာခေါင်းလေးပါနှိပ်တာနှစ်ချိန်မှတစ်ချိန် 100% တရားရအောင်အာမခံပြီးတာကျွန်တော်ပဲရှိတယ်လို့ထင်ပါတယ်ကဲကျွန်တော်စကားရှိဝင်းပြောတော့ကျွန်တော်ပြောတယ်ကျွန်တော်အကိုတွေမတွေပေါက်တဲ့အတွက်ကျွန်တော်ပြောမယ်လို့ပြောပါမယ်ပေါက်ကြမယ်လို့လည်းမျောလင်းမိပါတယ်ဗျာနော်ပေါက်ကြမယ်လို့လည်းမျောလင်းပါတယ်ကဲကျွန်တော်ရဲ့ဗီဒီယိုလေးဒီမှာပဲရှင်နားဝင်ပြပါအောင်နော်ကျွန်တော်လောကိစ္စလေးရှိလို့သွားရလေးရှိလို့နော်ကဲစကားပြောရဆိုတာလေးတွေမားရင်နေကျွန်တော်ခွင့်လို့ပါဖုန်းမှန်ဖုန်းကင်မရာမကောင်းလေကျွန်တော်ခွင့်လို့ပါနော်ကျွန်တော်ဖုန်းလေးမိုးဝင်နိုင်လေးရောနော်ရှိရနေတဲ့အဆင်ပြေအောင်လုပ်နေရနော်ကဲဒီလောက်ပါပဲနော်ကဲကျွန်တော်ဗီဒီယိုလေးဒီနားမှာရှင်းနာဝင်ပြပါကိုစီဆိုကဒူရီ channel လေး like subscribe မနေရင် like subscribe နေကြခဲ့နှစ်ကျင်းတစ်ကျင်း100% တရားရအောင်အမခံပေးနေပါနော်ကဲလောက်ပါခင်ဗျ